အားလုံးပဲမင်္ဂလာပါချမင်း football channel ပေးလေးရနေအားလုံးပဲကြိုဆိုပါရနော်ညီကိုတွေအားလုံးပဲမင်္ဂလာပါမင်္ဂလာရှိတော်နေ့တရက်ဖြစ်ပါစေလို့ဒါဥပပထမပြောချင်တယ်ပေါ့နော်အခုဒီကလပ်တင်းနေနဲ့ပတ်သက်လို့ကတော့ဒီအခုကာလာတော့ပြောင်းရွှေ့တွေရိုမာတွေဟီဝီကိုဖြစ်သွားတဲ့ပြောင်းရွှေ့လည်းရှိတယ်ဟီဝီကိုမဖြစ်သေးဘဲနဲ့ရိုမာအနေနဲ့ရှိတဲ့အခြေအနေလည်းရှိရပေါ့နော်ဒါကတော့အတင်းတိုင်းကတော့စူးစမ်းနေတယ်ဟိုဖလားမတိုင်ခင်တို့တွေအမိရခေါ်ဖို့စူးစမ်းနေတဲ့အတင်းတွေလည်းရှိတယ်ညှိနှိုင်းနှုန်းအတင်းတွေလည်းရှိရတဲ့ကြောင့်မို့လို့ပြောင်းရွှေ့နဲ့ပတ်သက်လို့ကတော့ထွေထူးဘာမှတော့မရှိဘူးပေါ့ပြောကြတိတ်မရှိသေးဘူးပေါ့နော်လူဒီမှာကျွန်တော်အာဆင်နယ်နဲ့ပတ်သက်လို့ရှိရင်လည်းဒါအခုထိလိုက်နေတော့ရိုမာအခြေအနေတွေပဲရှိနေတာဆိုတော့ဒါအများကြီးထွေထူးအများကြီးပြောစရာတော့မရှိဘူးအဲ့တော့အခုဒီနေ့ကျွန်တော်ပြောမယ့်ဟာလေးကတော့ကျွန်တော်ကဘာဖလားပေါ့နော်ကဘာဖလားလာပြီး၄နှစ်မှတစ်ချိန်ကြည့်ရတဲ့ကဘာဖလားဘောလုံးပွဲတော်ပေါ့နော်ဒီနေ့ဆိုရင်ပို့ဆိုးတယ်အတင်းမောင်းကညာကြီးနဲ့ဟိုရင်တော့မှကျွန်တော်32တင်းနဲ့32တင်းနဲ့စပြီးတော့ကြည့်ရတာဟိုမှအခုက48တင်းအောင်ဆိုတော့ဒါမြန်ဆန်ဘောလုံးပွဲတော်ကြီးလို့တော့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ကွာဖလားဒီအုပ်စုချိန်လေးတွေကျွန်တော်အမြင်လေးတွေဝေမျှကြည့်မယ်ဒါကျွန်တော်တူးတဲ့အမြင်ပေါ့နော်ကျွန်တော်တူးတဲ့အမြင်လေးတွေဝေမျှကြည့်မယ်ဂရုလေးတွေကိုခံမှန်းကြည့်ပေါ့နော်ဘယ်တင်းကတော့အုပ်စုတက်မယ်ဘယ်တင်းကတော့အုပ်စုအကောင်းဆုံးတတိယနဲ့တက်မယ်ဘယ်တင်းကတော့အုပ်စုမှာကြံခဲ့မယ်ဆိုတော့ဒါကျွန်တော်တူးတဲ့အမြင်လေးတွေပေါ့နော်အဲ့ဒါလေးတွေညီကိုတို့နဲ့ကျွန်တော်ဝေမျှရမယ်လို့တွေးထားလို့ဒီဗီဒီယိုလေးလုပ်တာပါခင်ဗျအဲ့တော့ကျွန်တော်ဒီနေ့ကမ္ဘာဖလားကမြန်မာနိုင်ငံကြည့်မဲ့ညီကိုတွေတော့ဆိုလို့ရှိရင်တော့အချိန်ကတော်တော်ကြီးကိုအဆင်မပြေဘူးပေါ့နော်အချိန်ကတော်တော်ကြီးအဆင်မပြေဘူးနော်ဘောလုံးဝါသနာရှင်တွေကတော့အဆင်မပြေတဲ့အချိန်မှာကန်ကြမယ်ပေါ့ကန်ကြမယ်ဆိုတော့နည်းနည်းတော့ပမန်းမယ်ဒီတလားလုံးကတော့ဒါပေမဲ့လည်းမတတ်နိုင်ဘူးเนาะကျွန်တော်တို့ကကဘာဖလားဆိုတာ၄နှစ်မှတစ်ခါပဲကြည့်ရတဲ့ပွဲမျိုးအခြားဒီဘောလုံးပွဲဒီကျွန်တော်တို့နှစ်တိုင်းကြည့်နေရတဲ့ကလပ်ပွဲတွေနဲ့ကြာတော့လေခံစားချက်ချင်းကကြတော့မတူတော့ပြန်ဘူးကဘာဖလားကြပြန်တော့လေအဲ့လိုမျိုးဆိုတော့ဒါကဘာဖလားပွဲအကြောင်းလေးကိုကျွန်တော်တို့အမြင်လေးတွေဖလှယ်ကြမယ်ပေါ့နော်ညီကိုများမင်္ဂလာပါညီကိုအဲ့တော့ကျွန်တော်တို့အခုဒီကဘာဖလားကအုပ်စုတွေတစ်ခုချင်းစီတိုင်းမှာသူရဲ့ဒီပထမအဆင့်1အဆင့်2နော်အုပ်စုပထမအုပ်စုဒုတိယကလိုချွတ်တက်မယ်ပြောလို့ရှိရင်အဆင့်3ကအတင်းကကြတော့ဒါအကောင်းဆုံးတတိယဆိုတဲ့ဟာနဲ့အုပ်စုတက်မယ်ပေါ့နော်ဟိုရင်တော့ဆိုရင်တော့ကျွန်တော်တို့ကအုပ်စုပထမအုပ်စုဒုတိယပဲနောက်ဆင့်ကို knockout stage ကိုတက်တယ်ရှုံးထွက်ဆင့်ကိုတက်တယ်အဆင့်3နဲ့4ရာအိမ်ပြန်လှည့်ပြန်ပေါ့နော်အဲ့လိုအခြေအနေကနေဒီနှစ်မှာတော့ဒါပြောင်းလဲထားတဲ့စီမင်းစည်းကမ်းအသစ်တွေနဲ့3တင်းအုပ်စုကနေတက်မယ်အဲ့တော့အတင်းငယ်လေးတွေတော့ပို့ပြီးတော့ chance ရလာတယ်လို့မြင်ရတယ်ပေါ့နော်ကျွန်တော်တို့အတင်းငယ်လေးတွေ chance ရလာတယ်လို့မြင်ရတယ်အဲ့တော့ကျွန်တော်တို့ဒီပထမဆုံးအုပ်စုအိမ်မှာဘလူးတွေပါလဲဖြစ်ဆိုလို့ရှိရင်မက္ဆီကိုပါမယ်နော်ပြောလို့ရှိရင်တောင်ကိုရီးယားပါမယ်ပြောလို့ရှိရင်တောင်အာဖရိကပါမယ်ပြောလို့ရှိရင်ဥရောပချက်ပါမယ်ကျွန်တော်၄တင်းဒီ၄တင်းကိုကြည့်လိုက်မယ်ဟေးဆိုလို့ရှိရင်တော့တိတ်ပြီးတော့ရိုင်းကွာဟနေတဲ့ဒီအချက်လက်တွေတော့ရိုင်းမတွေ့ရဘူးဘာတွေကအားတာတယ်ဘလူးတွေကတော့ဘယ်နေရာမှာအားနေဆိုတာနည်းနည်းဆွေးနွေးကြည့်မယ်ပေါ့နော်နံပါတ်1မက္ဆီကိုက ancient ဒါအရှင်းတယ်ပေါ့နော်ဒါမက္ဆီကိုက ancient သူ့မှာဘာအားတာချက်တွေရှိမလဲဆိုရင်တော့ ancient ဖြစ်တော့ကြောက်မလို့ရှင်းတယ်လေပြည်သက်အင်အားတော့ strong မယ်ပြည်သက်အင်အားအပေးမှုနဲ့တို့ကဒီ group A မှာဘာဖြစ်ကျွန်တော်ကနောက်ဆင့်တက်မယ်လို့ထင်တယ်ပေါ့နော်မက္ဆီကိုဘာဖြစ်လို့သူကငကိုတွေကလည်းအင်အားကြီးတင်းလည်းဖြစ်တယ်အင်အားကြီးတင်းဖြစ်တယ်ဆိုတာဟိုလူရန်အောင်မြင်နေတဲ့အတင်းတော့မဟုတ်ဘူးဆိုပေမဲ့ကွာဖလားတိုင်းမှာဒါမက္ဆီကိုဆိုတဲ့နာမည်ကိုကျွန်တော်ကြားနေကြဆိုတော့သူကလည်းသူ့အတွေ့အကြုံနဲ့သူကရှိပြီးသားတိုက်စစ်မှာဆိုလို့ရှိရင်လည်းအနေပေးနိုင်တဲ့ကစားသမားတွေကသူကရှိတယ်ပါတယ်ဗျာဒီကမှာအရင်နာမည်ကြီးမဟုတ်ဘူးဆိုရင်တော့မှသူနဲ့သူဆန်ကအဆင်ပြေလောက်မဲ့အနေအထားမျိုးလေးပေါ့လေဒုတိယအတင်းကကြတော့တောင်ကိုရီးယားမှာဘာအားတာလဲရှင်းလေးကျွန်တော်တို့အာရှနိုင်ငံကအတင်းနေရအားတာချက်ကတော့ရှင်းတယ်စီကမိုင်းအာရန်ကောင်းတယ်ပြောရရင်လှည့်မြန်တယ်ပေါ့နော်ပြောချင်းမန်တယ်ပိုင်းစူးစမ်းတယ်ပေါ့နော်ညလုံးမြင့်ကစားသမားတွေရမ်းရှိတယ်ပြီးတော့ကွာဖလားမှာလည်းခဏဝင်ကန်နေတဲ့ဒီအာရှထိပ်သီးအင်းဖြစ်တော့ကြောင့်မို့လို့အရင်စိမ့်တက်နေတဲ့အတင်းမဟုတ်ဘူးဗျာအဲ့တော့ကြောင့်မို့လို့သူ့အခြေအနေကလည်းဒီအုပ်စုမှာဟေ့ဆိုအရင်ဆိုးတဲ့မှာမပါဘူးတကယ်တမ်းစူးစမ်းမယ်ဟေ့ဆိုလို့ရှိရင်အုပ်စုပထမလောက်ထိကိုစူးစမ်းနိုင်တဲ့အရေးချင်းရှိရပေါ့နော်အရေးချင်းလည်းရှိရအခွင့်အရေးလည်းရှိရပြောရတော့မှကျွန်တော်တို့ဘယ်လိုတက်မယ်ဘယ်တင်းကတော့ဘယ်လိုမတက်နိုင်ဘူးဆိုတာကိုဆွေးနွေးကြမယ်ပေါ့နော်ပါတဲ့အတင်းလေးတွေကိုကျွန်တော်တို့ဒါအရင်ဆုံးအကြမ်းမြင်အပြင်ပြောကြတာပေါ့တတိယအတင်းကကြတော့ချက်
chess ကကြတော့ကျွန်တော်တို့ဥရောပမှာဟေ့ဆိုလို့ရှိရင်ဒါတော်တော်များများလည်းသိကြပါတယ်ဘောလုံးမကြီးရဲ့လူတွေသူဒီကမ္ဘာဖလားမအောင်တာဆိုလို့ရှိရင်ကျွန်တော်2ခေါက်လောက်ရှိပြီပေါ့နော်2ခေါက်လောက်ရှိပြီဟိုရင်တော့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ Michael Barros လို့ဒီမှာဂျန်ကိုရာလို့အဲ့လိုမျိုးဟိုနာမည်ကြီးရဲ့ကစားသမားတွေနဲ့ချက်ကလည်းသူ့ဟာနဲ့သူ့ကိုနာမည်ရှိခဲ့တာကိုသမားမှာဟေ့ဆိုပီတာချက်တို့အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးကျွန်တော်ဆိုမရဆိုလို့ရှိရင်ဂျန်ကိုလာကြီးကြီးကအရှိကြီးနေပြသိလားဟိုသူ့ရဲ့ history ကိုလိုက်တော့လဲကိုသမားကနေလိုက်စစ်မှုကိုပြောင်းတာတို့ဟိုအင်းတော့ကိုဖမ်းနေတာကနေလိုက်စစ်မှုဖြစ်သွားတာတို့သူကဂိုးတွေကတိုင်းတွင်းတာတို့အဲ့လိုမျိုးပြောရှင်ဟိုလီဗာပူးရဲ့ကန်ဝင်ကစားသမားမီလန်ဘာရိုစ်နော်ချောတယ်မိုက်တယ်အဲ့လိုမျိုးပေါ့နော်မှတ်မိစရာရှိတယ်အမှတ်တရရှိတဲ့အသင်းလေးတစ်ခုထဲမှာလည်းချက်ကလည်းပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့အာဆင်နယ်နဲ့ပတ်သက်တဲ့လူတွေဟေ့ဆိုရင်တော့သိကြလိမ့်မယ်ရိုဆက်စကီဒါကျွန်တော်တို့ရဲ့ဟိုအချစ်တော်လေးပေါ့နော်အချစ်တော်လေးသူဆိုလဲဒါချက်နိုင်ငံဒါအဲ့တော့ကြောင့်မလို့ချက်ကလည်းကျွန်တော်တို့ဒီဟိုတော်များများနဲ့မစိမ့်တဲ့အသင်းပေါ့နော်မစိမ့်တဲ့အသင်းပြီးနောက်တင်ရကြတော့တောင်အာဖရိကဆိုရင်တော့ဘလူတွေကဘာအောင်မှတ်မိကြမလဲဟေ့ဆိုရှင်2010တုန်းကဘူဘူဇီလာကိုတော့ပြေးပြီးတော့မြင်ကြလိမ့်မယ်လို့ထင်တယ်2010ကမ္ဘာဖလားမှာတောင်အာဖရိကကဟိုဘာနာမည်ကြီးလဲဟေ့ဆိုလို့ရှိရင်ကမ္ဘာဖလားချင်းနော်ချက်ကီလာရဲ့ဝါကာရန်နာမည်ကြီးမယ်ပြီးသွားရင်တောင်အာဖရိကပြည်သက်တွေအားပေးတဲ့ဘူဘူဇီလာကစားသမားတွေတောင်ကွင်းထဲမှာစိတ်ငြင်းရလောက်တဲ့ထိကိုဟိုသိရမလားနှဲမှုန်နေတယ်လို့မျိုးထိုင်ပြီးတော့ပေးနေတဲ့ဒီအတန်ပေါ့နော်ဘူဘူစီလာပေါ့နော်အဲ့ဒါလည်းရန်ဟိုတောင်အာဖရိကရဲ့ဟိုအဲ့2010ကမ္ဘာဖလားမှာဆိုလို့ရှိရင်ရန်နာမည်ကြီးသွားတဲ့ဟာအဲ့တော့ဒီအသင်းတွေပါမယ်အဲ့တော့တောင်အာဖရိကကလည်းအသင်းလိုက်ကစားပုံကကောင်းတယ်ကျွန်တော်အာဖရိကအသင်းတွေရဲ့ဒီ treatment အတိုင်းပေါ့နော်ကြည့်လိုက်လို့ရှိရင်လုံးဝဟိုကစားပုံကကြစ်လက်မယ်ပြင်မာမယ်ကြည့်ရမလားဟို strong ဖြစ်မယ်အဲ့တော့ PR ကလည်းသူကတိတ်မရှိဘူးလေအနာတော့ဖြစ်နေဟိုဖြစ်နိုင်တယ်အဲ့တော့ဒါပေမဲ့သူ့မှာဘာအနှံ့ချက်ရှိလဲဆိုရင်ကမ္ဘာဖလားကတွေ့ကြုံနေတယ်ကမ္ဘာဖလားတွေ့ကြုံနေတယ်ကိုသွင်းစမ်းရေပိုင်းတိုက်စစ်ပိုင်းမှာကျတော့အခြားသုံးထင်းနဲ့ဆာလို့ရှိရင်နည်းနည်းလေးရော့တယ်လို့ကျွန်တော်ခံစားရတယ်အဲ့လိုလေးပေါ့အဲ့တော့ကျွန်တော်တို့က၄သင်းပါမယ်နော်သူတို့အိမ်မှာမက္ကဆီကိုတောင်ကိုရီးယားတောင်အာဖရိကချက်အဲ့တော့ဒီအသင်းတွေမှာကဘယ်အသင်းတွေတက်နိုင်လဲပြီးရင်သူတို့အသင်းမှာကဘယ်လိုလူတွေပါလဲဆိုတော့ကျွန်တော်ဆက်ဆွေးနွေးကြည့်ကြအောင်နော်အဲ့တော့မက္ကဆီကိုမှာဟစ်ဆိုလို့ရှိရင်ဆန်တီယာဂိုဂမ်မတ်ဆိုတဲ့တိုက်စစ်မှုပါတယ်အဲ့ဘဲကလည်းဟိုပြောမယ်လားပြောတာနာမည်တော့တိတ်မရှိဘူးနာမည်လည်းမကြည့်ပါဘူးဒါပေမဲ့သူ့ဟာနဲ့သူတော့ဂိုးတွင်းအားကောင်းတယ်ဗျာသိလားသူ့ဟာနဲ့သူတော့ဂိုးတွင်းအားကောင်းတယ်အထူးသဖြင့်ဒီလိုမျိုးကျွန်တော်တို့ဒီလိုအုပ်စုမှာဟဲ့ဆိုလို့ရှိရင်တောင်အာဖရိကရဲ့ခံစစ်ဆိုတာလည်းရန်ကြီးဟိုထိုးဖောက်ခက်ခဲနေရလည်းမဟုတ်ဘူးချဲခံစစ်ဆိုတာလည်းရန်ကြီးထိုးဖောက်ခက်ခဲနေရလည်းမဟုတ်ဘူးတလို့တောင်ကိုရီးယားရဲ့ခံစစ်ကလည်းရန်ကြီးခက်ခဲနေရမဟုတ်တော့ကြောင့်မလို့သူတို့တွေတေချာဒီတိုက်မယ်ခိုက်မယ်လုံးမယ်ကြိုင်မယ်ဟေ့ဆိုတော့ကျွန်တော်တို့ဘိုးသွင်းရအရင်ခတ်တဲ့တင်းတွေမှာဘာလို့ကြောင့်မလို့ဘိုးသွင်းရကောင်းတဲ့တိုက်စစ်မှုမက္ကဆီကိုမှာပိုင်ဆိုင်ထားတယ်ပြောရှိရင် Edson Alvarez ဆိုတဲ့ကွင်းလန်ကစားသမားသူဆိုလဲဒါကွင်းလန်ပိုင်းမို့တန်ဖိုတင်မလားတန်ဖိုချမလားဘောလုံးကင်ကစားမလားဘောလုံးကိုဖြတ်မလားအဲ့တော့ကွင်းလန်မှာအဲ့လိုလူတွေပါတယ်တော့ကြောင့်မလို့ဒါဘာဖြစ်ဖြစ်မက္ကဆီကိုကလည်းသူ့အနေထားနဲ့သူအစိတ်ရှိတဲ့အတင်းလို့ကျွန်တော်တို့ခံမှန်းလို့ရတယ်ပြောရှိရင် Raúl Jiménezကတော့တော်တော်များသိကြပါလိမ့်မယ်နော်အဲ့တော့သူကလည်းဝိုင်းတိုက်ချက်မှုသူ့ရဲ့ဒီ prime time တွေကိုတော့ကြော်သွားပြီးအသက်အရွယ်အားဖြင့်တော့နည်းနည်းလေးကြီးနေပြီဆိုပေမဲ့လည်းသူ့ရဲ့အတွေ့အကြုံတွေနဲ့မက္ကဆီကိုအများကြီးထမ်းတင်သွားနိုင်မယ်လို့တော့ကျွန်တော်တို့ယုံကြည်တယ်ထင်တယ်ခံမှန်းတယ်ပေါ့နော်အဲ့တော့ဒီအုပ်စုမှာကျွန်တော်ကတော့မက္ကဆီကိုကိုအုပ်စုအင်ရှင်အားလည်းရှိတယ်အင်ရှင်လည်းဖြစ်နေပြန်တယ်ပြီးတော့အဲ့လိုမျိုးဒီအတွေ့အကြုံရှိတဲ့ကစားသမားတွေလည်းပါတယ်ဒီတွေးရှိတဲ့ကစားသမားတွေလည်းပါတဲ့ကြောင့်မလို့မက္ကဆီကိုအုပ်စုပထမအော်ဒုတိယပေါ့နော်မက္ကဆီကိုကတော့တက်မယ်ကျင်းတွေတက်မယ်ဒါပေမဲ့အုပ်စုပထမလားအုပ်စုဒုတိယလားဆိုတော့ဒါမပြောတတ်သေးဘူးပေါ့နော်ဒါတကယ်တမ်းကွင်းထဲရောက်တဲ့အခြေအနေကြောင့်ပဲသိမှာဆိုတော့အုပ်စုကတော့ကျင်းတွေတက်မယ်မက္ကဆီကိုဒါနံပါတ်1ကျွန်တော်ခံမှန်းပေးတာမက္ကဆီကိုခံမှန်းပေးတယ်အုပ်စုကတက်မယ်လို့နံပါတ်2တင်တောင်ကိုရီးယားကတော့ကျွန်တော်တို့နဲ့လုံးဝမစိမ့်ဘူးဘယ်လိုလုံးဆွန်ယောင်မင်းရဲ့နောက်ဆုံးကမ္ဘာဖလားပြိုင်ပွဲလည်းဖြစ်ကောင်းဖြစ်သွားနိုင်တယ်အဲ့လိုမျိုးချိန်ဒီမှာတော့တခုခုတောင်ကိုရီးယားလုံးပြမယ်လို့တော့ထင်တယ်တောင်ကိုရီးယားကဟိုကျွန်တော်တို့အာရှတိုက်ကနိုင်ငံဖြစ်တဲ့ကြောင့်မို့လို့ဒီအုပ်စုမှာဟိဆိုရင်တောင်ကိုရီးယားကိုအားပေးမယ်ပေါ့နော်ကျွန်တော်ကတော့တောင်ကိုရီးယားအားပေးမယ်ဟိုသူတို့ရဲ့စူးစမ်းမှုလျင်မြန်မှုတွေနဲ့ဒီအုပ်စုမှာတက်သွားနိုင်မယ်လို့ထင်တယ်ဒီမှာတစ်ချက်တောင်ကိုရီးယားမှာဟိဆိုလို့ရှိရင်ဆွန်ယောင်မင်းကတော့ဒါ iconic ဖြစ်တဲ့ကစားသမားပြောလို့ရှိရင်နီကန်အင်ပါမယ်ပြောလို့ရှိရင်ကျွန်တော်တို့ခန်းချက်မှာဟိဆိုရှင်ကင်မင်ဂျဲနော်အဲ့လိုမျိုးကစားသမားတွေကမ္ဘာ့ဆင့်ဒီနာမည်ရှိနေတဲ့ကမ္ဘာ့ဆင့်ဆိုတာကအရင်ဟိုလိုဘယ်လိုပြောရမလဲ
ညင်းနာမည်ကြီးနေမှာမဟုတ်ဘူးဆိုပေမဲ့လည်းဗျဥရောပမှာသူ့အနေနဲ့သူတန်းဝင်နေတဲ့ကစားသမားတွေတောင်ကိုရီးယားမှာလည်းပါတယ်တောင်ကိုရီးယားရဲ့စုဖွဲ့မှုကလည်းတွားပြီး short တွက်လို့မရတဲ့နေရာမှာပါတယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့ကျွန်တော်ကတောင်ကိုရီးယားကိုအုပ်စုကနေဂျင်းတွေတက်မယ်အုပ်စုပထမနဲ့အုပ်စုဒုတိယကတော့သူနဲ့မက္ကဆီကိုလူရမှာသူနဲ့မက္ကဆီကိုလူရမယ်လို့ကျွန်တော်မြင်တယ်ပေါ့နော်သူနဲ့မက္ကဆီကိုလူရမယ်လို့ကျွန်တော်မြင်တယ်အဲ့တော့အုပ်စုတက်မယ်နှစ်သင်းကတော့မက္ကဆီကိုနဲ့တောင်ကိုရီးယားသူတို့ကတော့ပထမနဲ့ဒုတိယကိုလူရလို့ကျွတ်တက်တာကိုပြောတာပေါ့နော်လို့ကျွတ်တက်မယ်နှစ်သင်းကတော့မက္ကဆီကိုနဲ့တောင်ကိုရီးယားကိုကျွန်တော်ခံမှန်းချင်ပါတယ်တတိယအတင်းကကြတော့ကျွန်တော်ဒီမှာနည်းနည်းလေးတော့ဟိုဖြစ်မှာပေါ့နော်ချက်နဲ့တောင်အာဖရိကမှာဟေ့ဆိုလို့ရှိရင်ကျွန်တော်ခံမှန်းချက်ကတော့ချက်တက်မယ်လို့ပဲကျွန်တော်ထင်တယ်နော်ချက်တက်မယ်ဘာလို့ချက်တက်မလဲဆိုတော့ဥရောပအသင်းဖြစ်နေတာဗျဥရောပကဒီအသင်းဖြစ်တယ်သူအခြေစပွဲတောက်လျှောက်ဖြတ်တန်းလာတဲ့အသင်းမှာချိုက်ကပုံစံကောင်းနေအရင်မပြခဲ့ဘူးဆိုရင်တော့မှ solid ဖြစ်တဲ့ပုံစံမျိုးတွေပြနိုင်ခဲ့တယ်ပေါ့နော် solid ဖြစ်တဲ့ပုံစံမျိုးတွေပြနိုင်ခဲ့တယ်အဲ့အတွက်ကြောင့်မို့လို့ချက်ကိုကျွန်တော်နည်းနည်းလေးဒီအုပ်စုတတိယနေရာနေတက်မယ်လို့ယုံကြည်တယ်တက်မယ်ပေါ့နော်ချက်ကတော့အုပ်စုတတိယနေရာနေကျွန်တော်တို့ဝါဖလာကို A ကနေတက်သွားပါလိမ့်မယ်အဲ့တော့နောက်ဆုံးမှာအုပ်စုကပြုတ်သွားမယ်လို့ခံမှန်းတာတော့တောင်အာဖရိကပဲကျန်တော့တာပေါ့နော်တောင်အာဖရိကကိုဘာလို့ဟိုအုပ်စုကနေပြုတ်နိုင်တယ်လို့ခံမှန်းတာလဲဆိုတော့ဘယ်လိုပြောရမလဲဆိုလို့ရှိရင်တောင်အာဖရိကကဟိုရင်တော့လေးဟိုလိုမျိုးနည်းနည်းလေးဟို iconic ကစားသမားတွေပါတယ် strong ဖြစ်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီအုပ်စုတတိယနေရာမှာချက်နေရာမှာတောင်အာဖရိကကိုရွေးနိုင်တယ်ဆိုရင်အခုချိန်မှာတောင်အာဖရိကမှာပါလာတဲ့ကစားသမားတွေကအရန်ကြီးဟိုပြိတ္တတဲ့နည်းနည်းစိမ့်တဲ့လူတွေပါလာတာပေါ့နော်ပြိတ္တတဲ့နည်းနည်းစိမ့်တဲ့လူတွေပါလာတယ်ပြောရရင်သူ့ရဲ့တောင်အာဖရိကရဲ့ကွာဖလာဒီတမိုင်းကိုပြန်ကြည့်လိုက်မယ်ဟေ့ဆိုတော့လေဒါဟိုအင်ရှင်အဖြစ်လက်ခံကျင်းပတဲ့ဒီကဘာကိုကြီးမှာကန်ရတာတော့မှကျွန်တော်တို့ဒီအုပ်စုကနေမတက်နိုင်ခဲ့ဘူးပေါ့နော်အုပ်စုကနေမတက်နိုင်ခဲ့ဘူးအဲ့လိုချင်းမျိုးမှာဒါအခုဟိုအမေရိကလိုမက္ကဆီကိုလိုကနေဒါလိုနေရာမျိုးမှာအင်ရှင်ဖြစ်ကျင်းပနေမှာလာကန်တဲ့ချိန်မှာတော့တောင်အာဖရိကဘက်ကနေဘာမှဟိုမလုံနိုင်လောက်ဘူးတော့ကျွန်တော်ခံမှန်းနေပေါ့နော်ဒါကတော့ကျွန်တော်အုပ်စု A ရဲ့ကျွန်တော်ရဲ့အမြင်လေးပါဒါကျွန်တော်တို့ရဲ့အမြင်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဟိုညီကိုတို့ရဲ့မြင်လေးတွေလည်း comment မှာဝေမျှပေးပါလို့ရပါတယ်အကယ်လို့ကျွန်တော် channel လေးကို subscribe မလုပ်ကြသေးဘူးဆိုလို့ရှိရင်လည်း subscribe လေးလုပ်ပေးပါလို့တောင်းဆိုပါတယ်ခင်ဗျာဒါကျွန်တော်တို့အုပ်စုဒုတိယဖြစ်တဲ့အုပ်စု B ကိုကျွန်တော်တို့ခဏနေလို့ရှိရင်ပြန်ဆောင်ကြမယ်